မြန်မာပြည်သူလူထုတရားလုံးအားလုံးမင်္ဂလာပါဒီနေ့ဟာနှစ်ပေါင်း9နှစ်ကျော်6နှစ်လောက်ပင်ပန်းတောကဆင်းရဲတကယ်ကိုပဲဖုံမပြနိုင်လောက်တဲ့စိတ်ပင်ပန်းမှုတွေနဲ့ကြော်လွှားခဲ့ရကနေဒီကနေ့ထွက်ပေါ်လာတဲ့သတင်းတွေအရကျွန်တော်တို့မျိုးသားလုံးကျွန်တော်တို့ပြည်တော်စုသားအားလုံးဒီကနေ့ပထမဆုံးစပြုံးဖြစ်ခဲ့ကြတယ်ပထမဆုံးပီတိလို့ချက်တီးချင်းမွေးထပြီးတော့ငါတို့ရဲ့အနာဂတ်ရောင်နီကြီးဖြတ်ကနေမြင်လာရတယ်လို့ပြန်ပြောပါမိကြပါလိမ့်မယ်ဒါကျွန်တော်ကိုယ်တိုင်လည်းပဲဒီနေ့အတော်လေးကိုစိတ်အားတက်ကြွပျော်ရွှင်စွာရှိနေရပါတယ်ဆိုတော့ဘာဖြစ်လဲကျွန်တော်တို့ရဲ့နှလုံးသားကျွန်တော်တို့ရဲ့လေးစားတန်ဖိုးထားမှုကိုအပြည့်အဝရရှိတဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးကျွန်တော်တို့နိုင်ငံသားအားလုံးပေါ်မှာမေတ္တာအပြည့်နဲ့ကောင်းစားစေခြင်းလုံးနဲ့စိတ်စေတနာတွေသူ့ဘဝတစ်လျှောက်လုံးကိုတိုင်းသူပြည်သားတွေအတွက်ပဲပေးရခဲ့တဲ့မိခင်ကြီးတက်ရှိထင်ရှားရှိနေသေးတယ်သူမကြခင်ပြည်သူတွေကိုအပြုံးနဲ့သပင်ဖြူဖြူတွေကြားတဲ့ကမြဝန်းမှာမြေရည်တွေနဲ့ဦးမင်းနေတဲ့ကြားတဲ့ကတောက်ပနေတဲ့မြဝန်းတစ်စုံနဲ့ပြုံးပြလာလေအောင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ကျွန်တော်တို့ခွန်အားတွေဒီကနေ့အပြည့်ပြင်ကြပါမယ်ဒါကျွန်တော်တို့ရဲ့အမှန်နဲ့တရားကိုစံထားပြီးတော့မိစုရဲ့သားသမီးများမိများအဖြစ်ခေါင်းဆောင်ကြီးရဲ့ဉာဏ်တို့တန်ဖိုးထားသောခေါင်းဆောင်ကြီးရဲ့ဥဆောင်သူနောက်လိုက်များအဖြစ်ကျွန်တော်တို့ခံယူရတာပါဆိုတော့ကျွန်တော်တို့ကတော့မေစုကို ICRC သွားတွေ့ခွင့်ရခဲ့တယ်ဆိုတဲ့အပေါ်မှာအကောင်းသဘောလဲမြင်တယ်လို့ရှေ့ဆက်ပြီးတော့လဲပုံမှုတတိထားရအောင်မဲ့အခြေအနေတွေကိုလဲတွက်ဆမိပါတယ်။ဘာကြောင့်လဲဆိုတော့ဖက်စစ်ကောင်မင်းအောင်လှိုင်လက်ထက်မှာစိုးရွားရုပ်ကန်းနဲ့အမိန့်ပေးပိုင်ခွင့်တွေရှိနေစေဖြစ်နေလို့ပါပဲ။မင်းအောင်လှိုင်ရဲ့ဥပဒေရုပ်သူလုပ်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုကြည့်ပါ။သူဟာရုပ်တစ်ထက်ရုပ်ဖို့သာအမြဲတမ်းစူးစမ်းအားထုတ်နေကြောင်းသူ့ရဲ့ကြက်တီမဲ့နေတဲ့ဥပဒေလို့တော့နှမ်းရမှာမတန်ပါဘူးသူ့ရဲ့မျက်နှာမှာကောက်ကြည့်ဆင်းလဲတဲ့မျက်နှာမှာပေါ်ပြနေတာမို့လို့မေစုကိုတက်ရှိထင်ရှားရှိသေးတယ်လို့ဒီကနေ့ပြပြီးရပိုင်းတော်တဲ့မှာလည်းသူတခုခုလှုပ်လိုက်နိုင်တာလည်းဖြစ်နိုင်ပါလေအဲကြောင့်ကျွန်တော်တို့ဟာမေစုတော့တက်ရှိထင်ရှားရှိနေသေးတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ခီးမပြီးဆုံးသေးဘူးမေစုပါဝင်နိုင်ငံရေးအကျဉ်းသားတွေမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားလို့ကျွန်တော်မသုံးတော့ပါဘူးเนาะမတရားဖမ်းဆီးခံထားရတဲ့ပြန်ပေးဆွဲတစားခံများအားလုံးပြန်လည်လွတ်မြောက်ဖို့နောက်ဒီ6နှစ်တော်တွင်ဆေးရဇဝတ်မှုတွေကိုရက်ဆက်စွာကျူးလွန်ခဲ့တဲ့စင်ကဲတောင်ရှိသူအားလုံးကိုစစ်ဥပဒေနဲ့အညီနိုင်ငံတကာဥပဒေပြည်တွင်းဥပဒေနဲ့အညီအရေးယူနိုင်ဖို့အသွင်ကူးပြောင်းရေးကာလကြီးကိုအခုထက်ပိုမိုဆိုးရွားမှုမရှိအောင်ထိန်းကျောင်းနိုင်ဖို့ဒါတွေကိုကျွန်တော်တို့ဆက်လုပ်ရဖို့ရှိပါလိမ့်မယ်ဒီအတွက်ကျွန်တော်တို့ခွန်အားတွေပုံမမွေးကြဖို့လိုပါတယ်။ဒီနေ့ပြောချင်တာကတော့ကျွန်တော်တို့တော်လိုင်းဘက်ကတော့ခွန်အားတွေအပြည့်ရသွားပြီမြဲဖက်စစ်မင်းအောင်လှိုင်တပ်ဖက်ကတော့ခွန်အားတွေလုံးဝရုံးလျော့ပြီးသူ့ရဲ့အဖလို့ခေါ်တဲ့မအိုးလီကိုမိုးမွန်နေအောင်ဆဲနေတဲ့ညံနေတာကျွန်တော်တွေ့ရပါတယ်။ဘာကြောင့်လဲမင်းအောင်လှိုင်ကသူ့ရဲ့ဖက်စစ်တပ်ထဲမှာဝါဒဖြန့်လာတာလွန်ခဲ့တဲ့2နှစ်လောက်ခရေကဒေါန်ဆန်းစုကြည်တော့အတိအကျကျွန်တော်တော့ဆက်သွယ်လာသေးတယ်။တမမှုအဆင့်လောက်ရှိတဲ့ကောင်တစ်ကောင်ကအကိုကြီးခင်ဗျားတို့မေစုကတော့ကျွန်တော်တို့ကိုယ်တိုင်ကြားသိရတယ်ဘယ်ဝန်ထမ်းကိုယ်တိုင်ပြောတာဘယ်ညွှန်ကြားမှုချုပ်ကိုယ်တိုင်မေစုအလောင်းတည်ပေးခဲ့ရတာဘယ်နေ့ဘေးရက်ဆွဲဘယ်နားမှာဘလို့တွေ့သွားတာကျွန်တော်တွေ့လိုက်တာကျွန်တော်ခက်တီတီနဲ့လာပြောတဲ့ကောင်ရှိပါတယ်ဒါပေမဲ့သူတို့တွေရဲ့ပြောတဲ့အခြေအနေတွေကျွန်တော်ဘာမှထုတ်ပြန်ပြောဆိုခွင့်မရှိခဲ့ပါဘူးဒါပေမဲ့သူတို့ထဲမှာတော့ဒီသတင်းဟာသူတို့ချင်းထပ်မံဖြန့်ချီရင်းနဲ့ပဲအဟုတ်လို့ထင်နေကြတာပါကျွန်တော်မရင်းကောင်လို့ဆွဲတယ်လို့ပေါ့ဗျာသူတို့ချင်းလူလိန်ကလူညာကိုဖြန့်ဝေနေလူညာရဲ့စကားကိုလူလိန်ကယုံကြတယ်လို့ပေါ့သူတို့ချင်းကမေစုကလွန်ခဲ့တဲ့2နှစ်ကတည်းကကွယ်လွန်သွားပြီမရှိတော့အဲကြောင့်ငါတို့ခေါင်းဆောင်ကြီးကရဲဆက်လှုပ်ရဲနေတာမေစုသားမရှိဒီနိုင်ငံတရားဥပဒေစိုးမိုးရေးပေါ်လက်စားမရှိဘူးပေါ်လက်စားမရှိတော့ငါတို့လှုပ်ချင်တာလှုပ်ရသလောက်ခိုးရသလောက်လူရသလောက်ရာဇဝတ်မှုကျူးလွန်ပြဿနာမရှိဘူးအဖကိုယ်တိုင်နိုင်ငံတော်ပုံစံမှုကျူးလွန်ထားတာလူမျိုးတို့တပ်ဖြတ်မှုတွေကျူးလွန်ထားတာသူကထိပ်သီးပိုင်းနဲ့ကမ္ဘာတိတဲ့နိုင်ငံတော်အဆင့်ရာဇဝတ်ကောင်တို့ကအောက်ခြေမြေပြင်လေးကရာဇဝတ်ကောင်ပြဿနာမရှိဘူး
ဝလင်းတူဘူးဆိုအပြန်ဆိုင်ခိုးကြရေးတတ်ကြဟိဆိုပြီးသူတို့ကြွေးကြော်ပြီးတော့ရက်ဆက်ဆက်လုပ်ခဲ့ကြတာဒီကနေ့တော့သူတို့ဘာဖြစ်လဲဘာကြီးအောင်မအိုးလိညာတယ်ဆိုပြီးသူတို့ချင်းချင်းကြားထဲမှာပောက်ကွဲကုန်ကြပါတယ်ပောက်ကွဲကုန်ကြပြီးတော့တေးကြတယ်ဒါဒီအဆိုးဆုံးအခြေအနေကိုမရောက်လိုက်ဆက်လက်ပြီးတော့မတော်နိုင်တော့လို့မဖြစ်မနေထုတ်ပြလာရပြီဆိုကြတဲ့ကနောက်ဆက်တွဲစင်ကဲသူ့လေပင်ကိုညှစ်လာတဲ့အနေအထားတွေနောက်ဆုံးသူလေပင်ညှစ်ခံရလွန်းလို့မတတ်တာတော့ရင်သူကတော့ဒီစီးရီးယားသမ္မတအာဆတ်တို့လိုမျိုးတကယ်နိုင်ငံအဆင့်အုပ်ချုပ်နေတဲ့ကောင်တွေဆိုတာမာကိုစ်လိုမျိုးသူတို့လုံးဝရှုံးနေတော့မယ်ဆိုရင်သူတို့ကရဟန်းအင်လေရင်နဲ့သူကထွက်ပြေးရုံပဲငကိုတဲ့ပစ္စည်းဥစ္စာတွေခိုးပြီးတော့ပို့ထားပြီးသားနိုင်ငံသားတွေမှာသူတို့တက်ကတော့ပြဿနာမရှိဘူးဘေးလုံမဲ့ဆိုတဲ့တနည်းသွားပြေးပုံခုံယူမယ်ဒါပေမဲ့ကြံခဲ့မှာအဘဘောမားခဲ့တဲ့သူတွေအဘခိုင်းသမျှမျက်စိစုံမိတ်လုပ်ခဲ့ပြီးတော့ငါတို့ကိုယ်ကအဘရှိသမျှငါတို့ချမ်းသာပြီးဟဆိုပြီးတော့ရက်ဆက်ရုံမှမှုကျူးလွန်ခဲ့တဲ့ကောင်တွေအခုချိန်မှာစောက်တရားမရငိုကြွေးကြပူပင်ကြလောင်မြတ်ကြတဲ့ရက်ပေါ်ဒီနေ့ကတော့ပြည်သူတွေတစွန်းတစပြုံးခွင့်ရတဲ့ရက်မှာပြည်သူကိုနှိမ့်ဆက်ကလူပြုခဲ့တဲ့လူတွေငိုကြွေးမှုစရတဲ့ရက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့လွန်ခဲ့တဲ့3-4နှစ်တော်တွင်ကအခြေအနေအကြောင်းချင်းအမျိုးမျိုးအရာဖက်စစ်တပ်ထဲမှာဆက်နေပြီးတော့ကျွန်တော်တို့ ਨੇ လျှို့ဝှက်ပြီးတော့ပေါ့နော်တစုံတရာတနေ့နေ့ထွက်ပေါက်ဖြစ်ခဲ့သည်ရှိသောအရေးကြီးတဲ့သတင်းချက်လက်တွေကိုတော်လကောင်းပြီးဖို့အထက်မှာဆက်လက်ထောက်လန်းပြီးခြင်းတို့သူတို့နေခဲ့တော်လကောင်းဆက်သွယ်ထားတဲ့ပုံကိုတချို့ကလွဲလို့ပေါ့နော်ကျန်တဲ့လူတွေတော့ကျွန်တော်အနေနဲ့တော့နှမျောတတ3ကြိမ်ရွတ်ဆိုပြီးတော့ပဲတာရုခေါ်ရမှာပေါ့ကိုလန်းကိုဖောက်ခဲ့တဲ့လန်းကိုဆက်လျှောက်လန်းကြပါတော်လိုင်းကြီးကလည်းအခုဆိုရင်ဒီလိုအမေစုဘက်ကတစုံစရာထုတ်ပြန်လာပြီဆိုရင်အမေစုလက်ထက်ကအနံထားခဲ့တဲ့1ဘီလီယံကိစ္စတွေရောနောက်တစ်ခါနိုင်ငံတကာကရွေးချယ်ရခက်ခဲနေတဲ့ဘယ်အစိုးရအဖြစ်တရားဝင်အသိအမှတ်ပြုဆက်ဆံရမလဲဆိုတဲ့အဖြေတွေအတွက်ကောအာဆီယံကလေခဲတဲလဲဖြစ်နေတဲ့အခြေအနေတွေဒေါ်ဆန်းစုကြည်နဲ့တွေ့ပြီးတဲ့နောက်ပြောင်းလဲသွားနိုင်မယ်အစီအစဉ်တွေရရောတေးချတဲ့အမှန်နဲ့တရားကဥမော့လာပြီဖြစ်ပြီးတော့ရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်ကောင်တွေအုပ်စုဘက်ကဥကျိုးသွားပြီဖြစ်ပါတယ်အဲ့တော့အမြင်မှန်နေရပါပြင်ဆင်ပါအသက်ရှင်ကြံခဲ့ရင်တော့ဘာပြောဖက်စစ်နာဇီလက်ထက်မှာတော့မှရက်ဆက်ကြမ်းကြုတ်ခဲ့ဘူးတဲ့ဟစ်တလာအမိန့်ကိုနာခံခဲ့တဲ့ထိပ်ပိုင်းလောက်ပဲပြစ်ဒဏ်ပေးခုံရုံးတင်ရေးယူခံရပေမဲ့အောက်ခြေတွေကဘာဒဏ်ရတာရှိပါတယ်ခွင့်လွတ်နားလည်းပေးတာရှိပါတယ်အဲ့တော့အောက်ခြေတက်မှုတက်သားတွေတမမှုတွေတိုင်းမှုတွေပေါ့မြင်မှန်ရပါတော့မင်းတို့အတွက်အချိန်မရှိတော့မင်းတို့အတွက်ဘယ်လိုပြောမလဲဒီဝရက်ဖန်ဆင်းပေးတဲ့နိဗ္ဗာန်တူလေးတက်တန်းကုန်